တံမြာသီးနဲ့ငရုတ်သီးအဆောင်ကရဲ့တော်တော်ကြီးကိုမှထားသွားပါတယ်ချော့ပီရိုဆိုမီလီယံအောင်ချီသွားလို့အန်အောင်အံ့ဩသွားတယ်အဲ့နာပတ်သက်ပြီးစာရေးဖြည့်ရှင်းပါမယ်ငရုတ်သီးဘလို့ငရုတ်သီးကိုတုံးတာလဲတံမြာသီးဘယ်နှလုံးလို့လဲငရုတ်သီးဘယ်နှစ်တောင်းလို့တာလဲဘလို့အချီမျိုးကိုတုံးရတာလဲဘလို့ကျိုးမျိုးကိုတုံးရတာလဲဗီဒီယိုမှာအသေးစိတ်လေးပြပေးထားပါတယ်အဲ့ဒီတိုင်းအသုံးပြုရင်ရပါပြီနော်နောက်ထပ်တစ်ခုမေးခွန်းကကြတော့နွန်းသွားရင်ဘလို့လုပ်ရမလဲနွန်းသွားရင်အသစ်ပြန်လဲပါအဟောင်းကိုစွန့်လိုက်ပါဘယ်နားမှာစွန့်ရမလဲတဲ့အမိုက်ပုံးမှာပဲစွန့်လိုက်ပါအရင်ယူတီးစရာမလိုပါဘူးပြီးနောက်ထပ်အပြောအများဆုံးဖြစ်ပါတယ်မူရင်းကို credit မပေးဘဲနဲ့သူလို့လို့ပဲဆိုချောကိုတိုင်းစပြီးဖန်တီးရလို့မဆိုလိုပါဘူးချောဒီအဲ့ဆရာကြီးကိုချောမသိခဲ့ပါဘူးချောကိုချောရောက်မှဒီနီးလေးရှိရလှုပ်ကြည့်ပါလားလို့သိပြီးတော့လှုပ်ခဲ့တာဖြစ်တဲ့အတွက်မူရင်းဆရာကြီးကိုအစားကလေးကမသိခဲ့တာအမှန်ပါအဲကြောင့်မလို့အခုမှသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာကြီးကို credit ပေးပါရယ်နော်အဲနဲ့ပတ်သက်ပြီးချုံအများကြီးပြောထားကြအတွေ့ချောတကယ်မသိခဲ့လို့ပါနော်ဦးဆရာကြီးကိုယူသေးစာနဲ့ credit ပေးပါတယ်ပြီးသွားရင်ဒါနဲ့ပတ်သက်ပြီးဘယ်နားမှာချိတ်ဆွဲရမလဲဆိုဆိုင်ကန်းဖွင့်ရင်ဆိုင်ကန်းမှာချိတ်ပါဆိုင်ကန်းရဲ့ကြိတ်တဲ့နေရာမှာချိတ်လို့ရပါတယ်ဆိုင်ကန်းမဖွင့်လဲကိုဆိုင်ကန်းပုံစံလှုပ်ထားတဲ့နေရာလေးပစ္စည်းထားတဲ့နေရာကြိတ်တဲ့နေရာမှာချိတ်ဆွဲထားလို့ရပါတယ်ပြီးရင်နောက်ထပ်တစ်ခုကကြတော့ကြိုးစားမှုမရှိဘဲနဲ့ထိုင်နေနဲ့ရောင်းရမှလာမှန်ထားတာတွေ့ပါတယ်ဟုတ်ပါတယ်ကြိုးစားမှုရှိပြီးတော့အတိုက်ခိုက်နောက်ရှက်တင်ရှိရဆိုရင်အဲ့ဒါတွေကင်းရှင်းပြီးတော့ဈေးရောက်ကောင်းအောင်ဒါလေးကိုလှုပ်ခြင်းဖြစ်ပါတယ်เนาะအားလုံးအဆင်ပြေကြပါစေရှင်